Hello လူပြိုကြီးတို့အပြိုကြီးတို့ကျွန်တော်ကိုသိကြတယ်မလားအတီးတကပြင်ဒူရင်ဒီဆရာကြီးပေါ့ဗျာကြည်စမ်းဒီအစူးတွေကိုကြည့်ဘသူမှနီနီကကမလာရဲဘူးကျွန်တော်ရဲ့အနံ့ကလည်းသိတယ်မလားတရက်ကွက်လုံးဟိန်းနေတာဟမ်ဟိုကောင်ဘာလို့မလို့လဲဓာကြီးနဲ့ဟေးလူခတ်တီတီပဲနော်ကျွန်တော်ကဆရာကြီးအမလေးနားတယ်ဗျာမင်းတို့လူသားတွေကတော့လေတကယ်ပဲငါလိုဆရာကြီးကိုတောင်အပိုင်မိုင်းခုတ်ရတယ်ပေါ့ကဲကြည်ဟာသေးတာပေါ့နောက်ဘာလို့အောင်မလဲလို့အိုးဒါကဘာဆက်ကြည့်လဲချော်ရည်ဆက်လားအထဲမှာနွားနို့တွေရောရေခဲတွေရောစိန်တော့ရှိသားပဲဟာဆရာကြီးဆိုတော့လဲနေရာစုံရောက်ဖူးရမှာပေါ့ဟေ့ကောင်လေးကြည့်လိုက်အောင်ငါအခုဖြော်ရည်ဖြစ်သွားပြီအနံ့ကလည်းရှဲအရသာကလည်းရှဲပဲဘဒုပထမဆုံးလာတောက်မလဲဟင်ဘာဖြစ်တာလဲဘာလို့မတောက်ပဲလွင့်ပစ်တာလဲဟေ့လူဒါအမိုက်ပုံကြီးလေငါကဆရာကြီးပါဆိုမှငါ့ကိုအဖော်မရှိတူးတဲ့ထားခဲ့တာလားထားပါတော့ဗျာဆရာကြီးဘွားကဒီလိုပဲနီးကုန်းချုပ်ရတာပေါ့အမိုက်ပုံးထဲမှာဆိုလဲအမိုက်ပုံးထဲကဆရာကြီးပေါ့အားလုံးပဲတတာ